Anfield ကွင်းမှာပဲဟီးဟာလောက်သွားခဲ့တဲ့ Manchester United တနင်္ဂနွေနေ့ည Anfield ကွင်းမှာရှင်မြန်ခဲ့တဲ့ Premier League ရဲ့မြောက်အနောက်တာပြီးပြန်ဖြတ်မှာဖြစ်ကြတဲ့ Liverpool နဲ့ Manchester United တို့ရဲ့ပွဲစဉ်မှာအေးတင် Manchester United အသင်းကပဲ 2-1 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ဒီနိုင်ပွဲမှာ Manchester United အသင်းက2016ခုနှစ်နောက်ပိုင်း Anfield ကွင်းနဲ့ပထမဆုံးအကြိမ်အနိုင်ရရှိခြင်းဖြစ်ပြီးတော့နီးပြအာမိုရင်ရဲ့လက်ထက်တွင်ပထမဆုံးအကြိမ် Premier League ရဲ့ပွဲဆက်တိုက်အနိုင်ရရှိခြင်းလေးဖြစ်ပါတယ်။ပွဲစတင်ပြီးစက္ကန့်60ကျော်2မိနစ်အတွင်းမှာပဲအာမက်ဒိုင်ယန်တို့ရဲ့ဖန်တီးမှုကနေအမ်ဘိုမိုက Manchester United အတွက်အဖွင့်ကိုသွင်းယူကလီဗာပူးပရိသတ်များကိုတိတ်ဆိတ်သွားစေခဲ့ပါတယ်။ပထမပိုင်းမှာလီဗာပူးအသင်းကဘောလုံးပိုင်ဆိုင်မှုအသာစီးရခဲ့ပေမဲ့ဂိုးပေါက်တိမဲ့မှုများအားနည်းခဲ့ပါတယ်။ Manchester United အသင်းကောင်ဆောင် Bruno Fernandes ရဲ့ကန်ချက်ကဂိုးတိုင်ထိခဲ့တဲ့အတွက်ပထမပိုင်းမှာတင် Manchester United ကဦးဆောင်ကိုတကူနဲ့သာကြီးနပ်ခဲ့ရပါတော့တယ်။ဒုတိယပိုင်းအတွင်းမှာလီဗာပူးအသင်းကခြေပေါက်ကိုရရှိရန်အသေးအတန်စူးစမ်းခဲ့ပြီးပွဲချိန်88မိနစ်အတွင်းမှာချီယာစီရဲ့ဖြတ်တင်ပေါ်ကနေဂက်ပိုကပိတ်သွင်းကခြေပေါက်ကိုသွင်းယူပေးခဲ့ပါတယ်။ဒီပွဲမှာဂက်ပိုကဒီဂိုးမရခင်ဂိုးတိုင်3ချိန်တီကမ်းမိခဲ့တာကြောင့်ကန်ဆိုးမုံမောင်ကြခဲ့သူလည်းဖြစ်ပါတယ်။လီဗာပူးတို့ခြေပေါက်ကိုရရှိပြီးနောက်အနိုင်ကိုရရှိရင်ဆက်လက်ဖိအားပေးကစားခဲ့ပြီးမြဲပွဲချိန်84မိနစ်အတွင်းမှာ Bruno Fernandes ရဲ့လာပါတဲ့ဖြတ်တင်ပေါ်ကို Harry Maguire ကခေါင်းတိုက်သွင်းယူပြီး Manchester United အတွက်အဖိုးတဲ့အနိုင်ကိုရယူပေးခဲ့ပါတယ်။ပွဲပြီးခါနီး88မိနစ်အတွင်းမှာဂက်ပိုကအပိုင်အခွင့်အရေးရရှိခဲ့ပေမဲ့ခေါင်းတိုက်လေးချော်ခဲ့တာကြောင့်လီဗာပူးတို့တရေတမတ်အခွင့်အရေးကိုလေးချော်ခဲ့ရပါတယ်။ဒီရှုံးမဲ့ကြောင့်လီဗာပူးအသင်းကပြန်မွေးဆောင်၄ပွဲဆက်တိုက်ရှုံးနေခဲ့ပြီးအင်ကွေးမှာလည်းတနည်းကျော်ကြာရှုံးဝေးမရှိဆန်ခြင်းကိုလည်းရပ်တန့်သွားခဲ့ရပါတယ်။ Manchester United အသင်းကတော့ဒီအရေးကြီးတဲ့နိုင်ပွဲကြောင့်အဆင့်9နေရာသို့တက်လိုက်ခဲ့ပြီးလီဗာပူးအသင်းကတော့အဆင့်4နေရာသို့ကျဆင်းသွားခဲ့ပါတယ်။ဒီလိုမျိုးဘောလုံးသတင်းတွေကိုအမြင့်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Football Lover Channel လေးကိုလည်း Subscribe လုပ်ထားဖို့မမေ့ပါနဲ့တော့အားလုံးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်။